ကျွန်တော်ရဲ့ကိုမမြန်အားလုံးပဲမင်္ဂလာပါ။နောက်ကကိုလေး break လည်းမှန်တယ်။ထိပ်စီးကလည်းရှစ်တစ်ထိပ်စီးမှန်တယ်။နောက်ဝိတ်လွယ်သွားနော်။ကံမပြီးတိလို့ပါဗျာနော်။ကံပြီးရင်တော့ကျွန်တော်တို့တောက်ပါပါ။ခဏလေးတောင်းခံတာမျိုးတို့ရေ။အားလုံးပဲမင်္ဂလာပါ။နောက်က19နဲ့84ဆိုတော့ဆင်ပြေပါဗျာနော်18တာကဲမင်္ဂလာပါမမြန်ဝင်လာခဲ့ပါအောင်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါကဲဒီညနေတော့ကျွန်တော်ကိုမိုင်အားလုံးပဲပေါက်မယ်ဗျာရှယ်ရဲ့ကိုမိုင်အားလုံးပဲတယောက်တစ်ချက်ရှယ်ပေးပါအောင်နော်ကဲကျွန်တော်ကိုမိုင်အားလုံးပဲလိုက်ရှိုးလေးကိုစတင်ပြပါမယ်အားလုံးပဲမင်္ဂလာပါကိုလေး break ရှစ်တက်ကလည်းထိပ်စီးခွေသွားတယ်နော်ရှစ်တက်ထိပ်စီးကိုလေး break ကဲဒါဆိုကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲစတင်ပြီးပြီပါ share လို့ရတဲ့ကိုမိုင်အားလုံးပဲတယောက်တစ်ချက် share ပေးပါ like လက်မလေးတွေကိုနှိပ်ပေးပါအောင်နော်လုံးပိုင်လေးနော်လုံးပိုင်လေးပါလုံးပိုင်လေးလုံးပြပေးမယ်နော်လုံးပိုင်လေးကိုကျွန်တော်ရဲ့ကိုမိုင်ရင်ဆုံးကြည့် share လို့ရတဲ့ကိုမိုင်များအားလုံးပဲတယောက်တစ်ချက်တယောက်တစ်လက် share ခြင်းဖြင့်ကိုညီပေးပါအောင်နော်95ကကျွန်တော်တို့5အပိတ်95က5ပိတ်84ကကျွန်တော်ကိုမိုင်များ4အပိတ်5 4နှလုံးပေါင်းခြင်းနဲ့5နဲ့4နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရဲ့4ရဲ့ပေါင်းတော့ကျွန်တော်ကိုမိုင်များ9ရပါတယ်9ဒီကကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲလုံးမှန်ဖြစ်တယ်9ဒီကကျွန်တော်ရဲ့ခွေမိုင်းအားလုံးပဲလုံးပိုင်းနဲ့9ပိုင်းနဲ့98ဆိုပြီးထွက်တယ်ဟုတ်ပြီနော်မင်္ဂလာပါညီတယ်မင်္ဂလာပါကိုကြီးမင်္ဂလာပါဗျ9ပိုင်းနဲ့98ဆိုပြီးကျွန်တော်ရဲ့ခွေမိုင်းထွက်ရှိလို့အောင်မြင်ခဲ့တယ်40ဒီကကျွန်တော်ကိုမများအားလုံးပဲ3ညအပိတ်98က10အပိတ်3ည10နှလုံးပေါင်းခြင်း3ည10ကျွန်တော်ရဲ့ခွေမိုင်းနှလုံးပေါင်းခြင်း3ညနဲ့8နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ3ညရဲ့8ကပေါင်းတော့ကျွန်တော်တို့8ရပါတယ်8ဒီကကျွန်တော်ရဲ့ခွေမိုင်းအားလုံးပဲလုံးပိုင်းဖြစ်ပါတယ်9ပိုင်းကို98 8ပိုင်းကို48ဆိုပြီးထွက်တယ်အားလုံးပဲမင်္ဂလာပါမရှယ်ရတဲ့ရင်အားလုံးပဲတယောက်တစ်ချက်တယောက်တစ်လက်ရှယ်ခြင်းဖြင့်ကိုညီပေးပါအောင်နော်လိုက်လက်မလေးတွေကိုနှိပ်ရှယ်လို့ရတဲ့ခွေမိုင်းရှယ်ခြင်းဖြင့်ကိုညီပေးပါအောင်9ပိုင်းကို98 8ပိုင်းကို48ဆိုပြီးထွက်တယ်21ကကျွန်တော်ကိုမမြန်အားလုံးပဲ1အပိတ်48က10အပိတ်18နှလုံးပေါင်းခြင်း1က8ကပေါင်းတော့ကျွန်တော်တို့ဘာရမလဲ1က8ကပေါင်းတော့9ရတယ်9ဒီကကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲလုံးပိုင်း9ပိုင်းကို98 8ပိုင်းကို48 9ပိုင်းကို9ဘူးဆိုပြီးထွက်တယ်ဟုတ်ပြီနော်ပြွာ39ရောက်ပဲရှိတယ်မင်္ဂလာပါမရှယ်ရသေးတဲ့ကိုမိုင်တယောက်တစ်ချက်ရှယ်ပြွာ100ပြည့်အောင်ရှယ်အောင်နော်9ပိုင်းကို9ဘူးဆိုပြီးထွက်တယ်ဒါဆိုယနေ့ညနေ4နာရီခွဲအတွက်အပိနေရညီတဲ့ကျေးဇူးပါကိုကြီးကျေးဇူးပါအောင်ကောင်းမြတ်ကျေးဇူးပါတော်ကြီးရပြီးတော့လဲပါလားအတော်ကြီးနော်
တားငယ်အကောင်းဆုံးစူးစမ်းပေးပါတယ်အတော်တားငယ်ပေးတဲ့အချိန်တုန်းကပောက်ခဲတဲ့အချိန်တုန်းကတော့ယူတာပဲနော်တခါတလေလွဲတာလေးလည်းရှိတယ်နားလည်ပြီးပါအမားနဲ့အမှန်ကိုလက်မခံနိုင်ဘူးနဲ့အများတန်းကြီးပဲမှန်လို့ခြင်းနေရဆိုရင်တားငယ်အတော်ကိုခဏမပို့ပေးတော့ဘူးနော်ဒီနေ့ရစပြီးဒီညနေရစပြီးအတော်ကိုတားငယ်ခဏမပို့ပေးတော့ပါနော်တော်အောင်ကြီးဆိုတော့ကောက်ပန်းရှင်တားငယ်ကရစေခြင်းနဲ့ဆန္ဒတစ်ခုရဲ့နဲ့မိသူတဦးတယောက်ကိုအားလုံးကိုပေါက်စေခြင်းနဲ့ဆန္ဒတစ်ခုနဲ့ကူညီနေတာဖြစ်ပါတယ်အမြဲတမ်းလည်းမှန်ပါဘူးအမြဲတမ်းလည်းမှားမနေပါဘူးအမားနဲ့အမှန်ကိုလက်မခံနိုင်ပဲအမှန်ကြီးပဲလိုချင်တယ်ဆိုရင်ဒီနေ့ကစပြီးတားငယ်အတော့ကိုခဏမပို့ပေးတော့ပါဘူးနော်စိတ်ချပါတော့ဟဲ့ကိုပိုင်ကိုကိုဘူးဆိုပြီးထွက်တယ်ဒါတော့ကျွန်တော်တို့ကမှဆက်သွားမယ်ယနေ့ညနေ4နာရီခွဲအတွက်လုံးဝိုင်းလေးပါဖြစ်မလဲ63ကကျွန်တော်ကိုမမြ3ကပိတ်ကိုဘူးကကျွန်တော်ရဲ့ကမှကိုပိတ်3ကိုနှလုံးပေါင်းခြင်း3ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်ကိုမရမလဲ3နဲ့9နဲ့ပေါင်းတော့2ပါ2ဒီကကျွန်တော်ရဲ့ကိုမအားလုံးပဲလုံးမိုင်ဖြစ်တယ်ယနေ့ညနေ4နာရီခွဲအတွက်2ပိုင်းလို့ရတယ်9ပိုင်းကို98 8ပိုင်းကို48 9ပိုင်းကို9ဘူးတဲ့နှစ်ပိုင်းကိုကျွန်တော်ရဲ့ကိုမကြီးဘာထွက်မလဲပေါ့အားလုံးပဲမ share ရသေးတဲ့ကိုမများအားလုံးပဲတယောက်တစ်ချက် share ပါ share ပေးပါဦး share လို့ရတယ်ကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲတယောက်တစ်ချက်တယောက်တစ်လက်ဝိုင်းဝန်းပြီးတော့ share ခြင်းဖြင့်ကိုညီပေးပါမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ရဲ့ကိုမအဲ့ဒီလုံးပိုင်းလေးနဲ့ကျွန်တော်ကိုမများအပြီးပေါက်တဲ့လုံးပိုင်းအပြီးပေါက်ဆိုင်ပေါ့နော်လက်ခံနိုင်ပါတယ်ညီးတယ်ကျေးဇူးတင်ပါတယ်ကိုကြီးကျေးဇူးတင်ပါတယ်ဗျအဲ့ဒီလုံးမိုင်လေးနဲ့ကျွန်တော်ရဲ့ကိုမကြီးအပီးပေါက်ဆိုင်ကလေးကိုပြမယ်လုံးမိုင်နဲ့ကျွန်တော်ရဲ့ကိုမကြီးအပီးပေါက်ဝမ်းချင်းလေးပေါ့နော်အလုံးမိုင်နဲ့တွဲရက်ပြီးဆင်းမဲ့အပီးပေါက်ဝမ်းချင်းလေးကျွန်တော်ရဲ့ကိုမကြီးတစ်ချက်ကြည့်60ခွန်ပိတ်တယ်ကျွန်တော်ကိုမများ84က4ရဲ့ပိတ်ခွန်4နှလုံးပေါင်းခြင်းနဲ့ခွန်4နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲခွန်ရဲ့4ရဲ့ပေါင်းတော့1ရပါတယ်1ရဲ့နက်ခတ်ဒီက8 1ရှိဒီကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးပဲ1ချင်းဖြစ်တယ်1ရှိဒီကကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးပဲ1ချင်း9ပိုင်း1ရှိချင်းကိုခဏက2ခွက်ပဲထိုးပါမယ်9တင်းနဲ့9ရှိ2ခွက်ပဲထိုး68ဆိုပြီးထွက်တယ်ဟုတ်ပြီနော်9တင်းနဲ့9ရှိ2ခွက်ပဲထိုး68ဆိုပြီးကျွန်တော်ရဲ့ကိုယ်မကြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့84ပိတ်68က8ရဲ့ပိတ်48နှလုံးပေါင်းခြင်းတဲ့48ကျွန်တော်ရဲ့ကိုယ်မိုင်နှလုံးပေါင်းခြင်း4ရဲ့8ကပေါင်းတော့ကျွန်တော်တို့ဘာရမလဲ4နဲ့8နဲ့ပေါင်းတော့2ရပါတယ်2ရဲ့နက်ကတ်ဒီ4ပါ2 4ဒီက1ချင်းဖြစ်ပါတယ်2 4ချင်း8ပိုင်းကို28နဲ့48ခဏက2ခွက်ပဲထိုးရမယ်28နဲ့48ခဏ2ခွက်ပဲထိုး48ဆိုပြီးထွက်တယ်ဟုတ်ပြီနော်48ဆိုပြီးကျွန်တော်ရဲ့ကိုယ်မကြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်အဲ့လိုပဲ viewer 100ပြည့်အောင်တယောက်တစ်ချက်တယောက်တစ်လိုက်ဝိုင်းအောင်ပြီးတော့ share ခြင်းဖြင့်ကိုညီပေးပါဦးမ share သေးတဲ့ကိုမများ28နဲ့48နှစ်ခွက်ပဲထိုးကျွန်တော်ရဲ့ကိုယ်မကြီး48ဆိုပြီးထွက်တယ်တစ်ချက်ကြည့်98က8ရဲ့ပိတ်48က8ရဲ့ပိတ်88နှလုံးပေါင်းခြင်းရှင်းနဲ့ပေါင်းတော့တန်းငယ်တို့ဘာရမလဲ8ကပေါင်းတော့တန်းငယ်တို့6ရပါတယ်ရှင်းနဲ့ပေါင်းတော့တန်းငယ်တို့6ရပါတယ်6ကိုကျွန်တော်ရဲ့ကိုယ်မကြီးနက်ခတ်ခေါ်ခြင်းဒီကို6ကိုဒီကကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးပဲ1ချင်းဖြစ်တယ်9ပိုင်း6 9ချင်းကိုခဏက2ခွက်ပဲထိုးပါမယ်ညီတဲ့လိုင်းကောင်းတုံးလေးမြန်လေးတဲ့အားပေးနေပါတယ်အရင်ကလည်းညီလေးပေးလို့ပေါက်ခူးပါတယ်တဲ့အခုလည်းပေါက်ချင်ပါတယ်ညီတဲ့မနေ့ဆရာပေးတာထိတ်မှန်ပါတယ်တဲ့ဟုတ်ပါတယ်တစ်ရှစ်ထိတ်ပေးတာတော့တစ်ထိတ်ထွက်သွားတာပါတစ်ရှစ်ထိတ်ကိုတစ်ရှစ်ထွက်သွားတယ်ဗျာ9ပိုင်း6 9ချင်းကိုကျွန်တော်ရဲ့ကိုယ်မကြီးအားလုံး9ပိုင်း6 9ချင်းကိုကျွန်တော်ရဲ့ကိုယ်မကြီးခဏ2ခွက်တည်းထိုးရမယ်2ခွက်တည်းထိုးရမယ်96နဲ့9ဘူး2ခွက်ပဲထိုး9ဘူးဆိုပြီးထွက်တယ်96နဲ့9ဘူး2ခွက်ပဲထိုး9ဘူးဆိုပြီးထွက်တယ်ဒါဆိုယနေ့ညနေ4နာရီခွဲအတွက်တန်းငယ်တို့ရထားတဲ့လုံးပိုင်းလေးက2ပိုင်းလို့ရတယ်ဟုတ်ပြီနော်2ပိုင်းလို့ကျွန်တော်ရဲ့ကိုယ်မကြီးရထားတယ်အဲ့ဒီ2ပိုင်းကိုကျွန်တော်ရဲ့ကိုယ်မကြီးသူနဲ့တွဲရပြီးဆင်းမဲ့အပြီးပေါက်ဘာဖြစ်မလဲကြည့်48ရဲ့ပိတ်68က8ရဲ့ပိတ်89ကျွန်တော်ရဲ့ကိုယ်မကြီးနှလုံးပေါင်းခြင်းတဲ့8က9ရဲ့ပေါင်းတော့ကျွန်တော်တို့ခွန်ရပါတယ်8က9ရဲ့ပေါင်းတော့ခွန်ရဲ့နက်ခတ်ဒီ3ညာတဲ့ခွန်3ညာဒီကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးပဲ1ချင်းဖြစ်တယ်တဲ့ဟုတ်ပြီနော်9ပိုင်း1ချင်းချင်းကိုခဏက2ခွက်ပဲထိုး9တင်းနဲ့9ရှင်း2ခွက်ပဲထိုး68ဆိုပြီးထွက်တယ်10ပိုင်း2 4ချင်းကို2ရှင်းနဲ့4ရှင်း2ခွက်ပဲထိုး48ဆိုပြီးထွက်တယ်
6ပိုင်6 9ချင်းကို6ဘူးနဲ့96နှစ်ကွက်ပဲထိုး6ဘူးဆိုပြီးထွက်တယ်ဒီမှာလဲ2ပိုင်ခွန်3ညာချင်းကိုခဏကနှစ်ကွက်တည်းထိုးရမယ်ဟုတ်ပြီနော်ခဏကကျွန်တော်ရဲ့ကိုမိုင်းနှစ်ကွက်တည်းထိုးအောင်ပါလဲ29နဲ့20ခဏအဲ့ရမကောင်းနော်လိုင်းမကောင်းဖြစ်သွားကံပေးရင်ကျွန်တော်ရဲ့ကိုမိုင်းရရမယ်ကံပေးရင်ရမယ်ဟုတ်ပြီနော်နောက်တဲ့အပြီးပေါက်ဝမ်းချိန်နေပြမယ်နော်ဒီဝမ်းချိန်လေးနဲ့ကျွန်တော်ရဲ့ကိုမိုင်းတွဲရက်ပြီးဆင်းနေအပြီးပေါက်လေးပြမယ်လိုင်းမကောင်းနော်ပရိတ်က2-4ပြည့်ရရနော်ပရိတ်က2-4ပြည့်ရတယ်ပရိတ်က2-4ပြည့်ပါပရိတ်က2-4ပြည့်ပါပရိတ်က2-4ပြည့်ပါဟုတ်ပြီနော်ပရိတ်ကကျွန်တော်ရဲ့ကိုမိုင်းပါပရိတ်ဆိုရင်2-4ပြည့်ရတယ်နော်ပရိတ်က2-4ပြည့်နော်ဒါမူချမ်းပြမယ်ဒါမူချမ်းနော်မူချမ်းတော့တွတ်ထားတာပါပရိတ်က2-4ပြည့်နော်ဒီနှစ်ခုကအပြီးပေါက်ဝမ်းချိန်ပါနော်အပြီးပေါက်ချိန်ပါဒါကအပြီးပေါက်ချိန်ပရိတ်က2-4ပြည့်ရပါတယ်ပရိတ်ကကျွန်တော်ပြောပါမယ်အားလုံးပဲ2-4ပြည့်ရပါတယ်ဟုတ်ပြီနော်ပရိတ်က2-4ပြည့်ရပါတယ်